မာလဝီရဲ့ကျေးလက်ရွာလေးမှာမိုးခေါင်ကင်းလူမြေကြီးတွေအကွဲပြီးတရွာလုံးစားစရာပြက်လက်တွေပေးနေရင်ဆိုင်နေရပါတယ်။အသက်73နှစ်အရွယ်ဝီလီယံဟာပညာတတ်မှဒီစင်းရဲတွင်းကလွတ်မယ်လို့ယုံကြည်ထားသူပါ။ဒါပေမဲ့မိုးမရွာလို့စိုက်ခင်းတွေပျက်စီးတဲ့အခါမိဘတွေကကျောင်းလာခဲ့$80မပေးနိုင်တော့ပဲဝီလီယံဟာအားလုံးရရှိမှအဆက်တကွယ်ကျောင်းကနေနှင်ထုတ်ခန့်လိုက်ရတယ်။ဝီလီယံဟာကျောင်းပြင်ပမှာခြံခဲ့ရင်သူ့ဘဝဟာလည်းဒီဖုံတော်ထဲမှာပဲအဆုံးသတ်သွားမှာကိုကြောက်ခဲ့ပါတယ်။ဒါကြောင့်သူဟာငယ်စဉ်ကနေရေဒီယိုတွေလိုက်ပင်ပေးခဲ့တဲ့အခြေခံအသည့်ကိုအရင်ပြုပြီးကျောင်းစာကြည့်လိုက်တဲ့ကိုခိုးဝင်ကတိတ်ပလန်စာအုပ်တီကိုလေ့လာခဲ့ပါတယ်။အဲ့ဒီမှာစွမ်းအင်ဆိုတဲ့စာအုပ်ထဲကလေရဟတ်ပုံကိုမြင်လိုက်တဲ့အခါလေကနေလျှက်စစ်ထုတ်ပြီးရေစောက်ဆက်မောင်းနိုင်ရင်ငါမိသားစုအတွက်စားစရာတွေပြန်ရအောင်လုပ်ပေးနိုင်မှာပဲဆိုတဲ့မူလရည်ရွယ်ချက်ကိုစခင်အကောင့်ထဲပေါ်ပါတော့တယ်။ဝီလီယံဟာစာအုပ်ထဲကအသိပညာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ပစ္စည်းဝယ်စရာတပြားမှမရှိပါဘူး။ဒါကြောင့်သူဟာအချက်တရားကိုဘေးဖယ်ပြီးအမိုက်ပုံထဲမှာတဏီကုံအချင်းဖြုံးကတန်တိုတန်စားတွေလိမ့်စုခဲ့ရတယ်။စပိန်အစောက်ကဒိုင်းနမိုထွန်ဆက်ကရက်တောင်ဟောင်းနဲ့ PVC ပိုက်တွေကိုမှီးမြိုက်ပုံသွင်းပြီးလေရဟတ်ဖြစ်အောင်အကြိမ်ကြိမ်စမ်းသပ်ခဲ့ရတယ်။ဒီမြင်းကွင်းကိုကြည့်ပြီးရွာသားတွေကဝီလီယံကိုအယူလို့ခေါ်ပြီးဝိုင်းလောင်ကြသလိုသူ့အဖေကိုယ်တိုင်ကလည်းနာလူစားစရာတောင်မရှိတဲ့အချိန်မှာမင်းကအမိုက်တွေနဲ့ကစားနေတာလားဆိုပြီးအားလုံးရှေ့မှာအော်ဟစ်နှိမ်ချခဲ့တယ်။ဝီလီယံဟာလူတော်ထဲမှာအဆက်ခွဲခံရတာနှိမ်ချခံရတာတွေကိုခါစည်းခံရင်ငါတကယ်ပဲအယူလားငါလောက်တာတကယ်ပဲထိနိုင်ပါမလားဆိုတဲ့တန်တရားတွေနဲ့မျက်ရည်ကျခဲ့ရတဲ့ညပေါင်းများစွာရှိခဲ့ပြီးမြဲသူ့ရဲ့ရည်ရွယ်ချက်ကိုတော့လက်မလျှော့ခဲ့ပါဘူးလေယာဉ်လေပတ်ဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့အဖေရဲ့စပိန်ကိုရဖို့ကဝီလီယံအတွက်အခက်အခဲဆုံးအသားအစီးဖြစ်လာပါတယ်အဖေအတွက်တော့ဒီစပိန်ဟာမိသားစုဝိုင်းရေးအတွက်တခုတည်းသောအားကိုးရဖြစ်နေလို့ဝီလီယံရဲ့အစီအစဉ်ကိုလုံးဝခွင့်မပြုခဲ့ပါဘူးဝီလီယံဟာအဖေရှိမှဒူးထောက်တောင်းပန်ခဲ့ရတယ်ကျွန်တော်တို့အခုဆိုင်မှာမိုးဦးမှာရိတ်သိမ်းလို့ရမှာဒီအတိုင်းဆိုရင်ကျွန်တော်တို့မှာစားစရာမရှိပဲအကုန်တေးလိမ့်မယ်လို့မျက်ရည်တွေနဲ့အကြိမ်ကြိမ်ရှင်းပြခဲ့ရတယ်မိသားစုရဲ့နောက်ဆုံးပိုင်ဆိုင်မှုကိုဖျက်ဆီးမဲ့ကိစ္စထက်လို့အဖေဖြစ်သူနဲ့အကြီးအကျယ်စိတ်ဝမ်းကွက်ခဲ့ရပြီးမြဲဝီလီယံရဲ့မစွတ်မှတ်နေတဲ့ဇွဲနဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုအဖေဖြစ်သူကနောက်ဆုံးမှမြင်သွားပြီးသပင်းကိုအသုံးပြုခွင့်ပေးလိုက်ပါတော့တယ်ဒါဟာဝီလီယံအတွက်ဘဝကိုအလောင်းတစားပြုပြီးအလွယ်အပြောင်းစတင်လက်ခံခဲ့တဲ့အချိန်ပါဝီလီယံဟာပေ40မြင့်နဲ့တင်မြောင်ရှောင်းကြီးပုံကိုအမိုက်ပုံကပစ္စည်းတွေနဲ့လှုပ်ထားတဲ့လေယာဉ်ဟက်ကြီးတင်ဖို့အသက်အန္တရာယ်ချားကနေရုန်းကန်ခဲ့ရပါတယ်မြောင်ရှောင်းပုံမှာလေယာဉ်ဟက်ကြီးကိုတင်ချင်းပြီးလဲအောင်မြင်မှုကချက်ချင်းရောက်မလာပါဘူးလေကလုံးဝငြိမ်သက်နေပြီးအောက်ကနေလောင်ကြည့်နေတဲ့ရွာသားတွေနဲ့အဖေရဲ့မျက်လုံးတွေချားမှာဝီလီယံဟာမျောလင်းချက်မဲသလိုခံစားခဲ့ရတယ်။ငါမားသွားပြီလား။ငါအဖေရဲ့စပိန်ကိုငါအလဟာဒတ်လုပ်လိုက်ပြီလားဆိုတဲ့အဆိုးဆုံးစိတ်သက်သာမှုကိုမျောရှောပေါ်မှာတယောက်တည်းရင်ဆိုင်ရင်းနဲ့လေးတိုင်မှာကိုစောင့်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့လေပြင်းကဝုန်းကနေတိုက်ခတ်လာပြီးလေယာဉ်ဟက်ကြီးအားမှပါလဲပါသွားချိန်မှာတော့မီးပေါင်းတွေဝင်းကနေလင်းသွားတာပါ။အဲ့ဒီအချိန်မှာဝီလီယံဟာမျက်ရည်တွေနဲ့အတူသူ့ရဲ့ယုံကြည်မှုကိုလက်တွေတက်ထည့်ပြနိုင်ခဲ့ပါတယ်။အဲ့ဒီလေစစ်နဲ့ဝီလီယံဟာရေစုပ်ဆက်ကိုမောင်းနေနိုင်ခဲ့ပြီး၆ထွေနေတဲ့စိုက်ခင်းတွေကိုရေတွေပြန်ရောက်လာအောင်လုပ်ပြနိုင်ခဲ့ပါတယ်။စားစရာမရှိဘဲငှက်မွက်နေတဲ့တေးရွာလုံးကိုဝီလီယံဟာသူ့ရဲ့ဇွဲနဲ့အသိပညာကိုအသုံးပြုပြီးကဲတင်နိုင်ခဲ့တာပါအမိုက်ပုံကနေစတင်ခဲ့တဲ့ဝီလီယံဟာနောက်ဆုံးမှာတော့အမေရိကန်မှာအင်ဂျင်နီယာဘုတ်ကလေးရပြီးတဘာကျော်တင်ဝင်သူတယောက်ဖြစ်လာခဲ့ပါတယ်သူ့ကိုအယူလို့ထင်ခဲ့တဲ့အဖေဖြစ်သူကလည်းဝီလီယံရဲ့စွမ်းဆောင်ရည်ကိုမြင်ပြီးမျက်ရည်ကျကဂုဏ်ယူစွာနဲ့ဖက်လက်တကင်ရှိခဲ့ရပါတော့တယ်